တတိယဟဲ့ဆိုလဲအောင်အေးသိခဲ့မင်းမနေနဲ့လေကျမကိုလွမ်းတဲ့အကြောင်းကိုလှမ်းပြောပေါ့တတိယဟဲ့ဆိုရင်လာခိုးပြီးပဲကြည့်မနေနဲ့လေခဏပြပြဝင်တွဲသွားလို့ရတာပဲဘာလို့ကျမရှင်တာမလုပ်နေရလဲဘသူကမြအနောက်ရှက်ဖြစ်ပါဟဲ့လို့ပြောမင်းလို့လေကျမရောရှင်ကိုလွမ်းနေမယ်လို့ကျမရှင်တတိယနေမယ်လို့ရှင်မထင်မိဘူးလားမြေရှိတွေသုံးလိုက်ပါမလာခြင်းနဲ့ဘဝကနာရတဲ့မှာအစမပြေဘူးအချစ်ရှိငါတို့နေအောင်မဖြစ်နိုင်ဘူးပြောကြတွေမင်းအထွတ်မရှိဘူး